အားလုံးပဲမင်္ဂလာပါထဲရောပိုင်းချီကကြိုဆိုပါရစေဒီနေ့လုပ်ပြီးမှာတော့ဗောနော် when will you meet the one ကိုယ့်ရဲ့ဒီ right person ကိုဘယ်တော့တွေ့မှာလဲဗောနော်အဲ့တော့ဒီတည်းကပိုင်းလေးနှစ်ခုကိုကြိုက်တာရွေးပြီးတော့ဆက်လက်ပြီးတော့ကြည့်ရှုပေးပါဗောနော်ကိုအတွက်ပဲ private reading လို့ချင်းလာပြီးတော့ဆက်သွယ်မေးမြန်းလာနိုင်ပါတယ်နော် okay အဲ့ဒါဆိုလို့ရှိရင်ပိုင်း1လေးတွေနဲ့အရင်စလိုက်ရအောင်ပိုင်း1လေးတွေကကိုယ့်ရဲ့ right person ကိုဘယ်တော့တွေ့မလဲဆိုတော့ဒီပိုင်း1လေးတွေကလေတချို့အဲ့လိုမျိုးကိုဘဝမှာအပြောင်းလဲတစ်ခုခုဖြစ်နေတာမျိုးကြုံရလိမ့်မယ်ကွာဥပမာကိုကနေရထိုင်ခင်းပြောင်းလဲတာပဲဖြစ်ဖြစ်အလုပ်ကင်ပြောင်းလဲတာပဲဖြစ်ဖြစ်ကိုဘဝအဲ့လိုမျိုးကိုဖြစ်ချင်တယ်လို့မျိုးချောမွေ့မနေဘူးကွာပြီးလို့ရှိရင်ကိုမှာအဲ့လိုမျိုးရွေးချယ်စရာတွေလည်းအများကြီးဖြစ်နေတယ်အဲ့ထဲမှာဘယ်ဟာကိုရွေးချယ်လို့ရှိရင်ကိုအတွက်ကောင်းတဲ့ choice ဖြစ်မလဲအဲ့ဒါကိုလည်းကိုကမသိနေဘူးပေါ့နော်အဲ့အချိန်မှာကိုလောက်ရမယ်ဒီနေ့စဉ်နေ့တိုင်းလောက်ရမယ်ဒီတာဝန်တွေနဲ့လည်းကိုက stress ပြီးနေတတ်တယ်ပေါ့နော်ဒီပိုင်း1လေးတွေကအဲ့တော့ကိုယ့်ရဲ့ဒီ right person ကိုဘယ်လိုတွေ့မလဲဆိုတော့အဲ့ဒါတွေကိုဖြတ်ကျော်ရမယ့်အရာတွေအကုန်လုံးပြီးဆုံးသွားပြီးလို့ရှိရင်ကိုယ့်ရဲ့ဒီ next chapter တခု new beginning တခုစိတ်သက်လူသက်နဲ့အဲ့လိုမျိုးပြန်ဖြစ်လာတဲ့အချိန်ကြလို့ရှိရင်အဲ့လူကိုတွေ့ရမယ်ပေါ့နော်အဲ့တော့ဒီကြားထဲမှာပိုင်း1လေးတွေကကိုယ့်အတွက်အဲ့လိုမျိုးဒီကောင်းတဲ့ဒီဘယ်လိုပြောမလဲ manifestation လေးတွေလုပ်ပေါ့နော်ကောင်းမွန်တဲ့အရာလေးတွေတွေးပြီးလို့ရှိရင်ဒီကိုကဘာကို gratitude ဖြစ်လဲဘာကိုကျေးဇူးတင်လဲအဲ့ဒါလေးတွေကိုနေ့တိုင်းချပြီးတော့ရေးလို့ရတယ်ပေါ့နော်ကိုလှုပ်ချင်တဲ့အဲ့လိုမျိုး goals လေးတွေတတ်မှတ်ပြီးတော့ပေါ့နော်အဲ့လိုမျိုးလုပ်ပြီးတော့ကိုဘဝကတစိတ်တစ်ပိုင်းပြောင်းလဲလာတဲ့အချိန်ကြလို့ရှင်ပေါ့နော်ကိုယ့်ရဲ့ဒီ right person ကိုတွေ့လိမ့်မယ်ပေါ့နော်ဒီပိုင်း1လေးတွေကအဲ့တော့ဒီပိုင်း1လေးတွေကံကောင်းပါစေပေါ့နော်ကိုယ့်အတွက်ပဲ private reading လို့ချင်းရင်လာပြီးတော့မေးမြန်းလာနိုင်ပါတယ်နော်ဖိုင်2လေးတွေမင်္ဂလာပါwhen will you meet the one ပေါ့နော်ကိုယ့်ရဲ့ right person ကိုဘယ်တော့တွေ့မှာလဲပေါ့နော်ဒီ YouTube ကို subscribe မလုပ်ရသေးလို့ရှင် subscribe လေးလုပ်ပေးသွားပါအောင်ပေါ့နော် okay အဲ့ဒါဆိုလို့ရှင်ဒီဖိုင်2သမားလေးတွေကဘယ်တော့ကိုယ့်ရဲ့ဒီ right person ကိုတွေ့မှာလဲပေါ့နော်အဲ့တော့ဒီထဲမှာတချို့ဖိုင်2လေးတွေကပေါ့နော်အရင်တော့ကံမကောင်းခဲ့ဘူးအဲ့လိုမျိုးကိုယ့်ဘဝထဲမှာတောက်လျှောက်ဆိုးတဲ့အရာတွေပဲဖြစ်နေရဆိုလို့ရှိရင်တဖန်ကောင်းမွန်တဲ့အရာတွေဝင်လာတော့မယ်ပေါ့နော်ပြီးရင်ဒီဖိုင်2လေးတွေကကိုဖြစ်ချင်တဲ့အရာကိုလုပ်ဖို့ကိုအဲ့လိုမျိုးဇွဲရှိနဲ့လုပ်နေခဲ့တာကိုတွေ့တယ်ပေါ့နော်ပြီးရင်အဲ့လိုမျိုးကိုယ့်ရဲ့ဒီကိုဖြစ်ချင်တဲ့ဘဝလမ်းကြောင်းပေါ်လဲကိုရှောက်နေတာကိုတွေ့တယ်အဲ့တော့ဒီ by 2သမားလေးတွေကလေ right person နဲ့တွေ့ဖို့ဘယ်လောက်မှမလိုတော့ဘူး6လအလောက်ပဲကြာနိုင်တယ်ပေါ့နော်6လအတွင်းဒီဖိုင်2လေးတွေကတွေ့လာနိုင်တယ်ကိုဒီတငယ်ချင်းမိတ်ဆွေတွေနဲ့များအပြင်သွားပြီးပေါ့နော်ပြီးရင်ကိုယ့်နဲ့ကိုလည်းပျော်နေသူများအဲ့လိုမျိုးပွဲလေးတွေလည်းတက်ဖို့ရှိလာလိုက်မယ်တငယ်ချင်းတွေနဲ့လည်းတွေ့ဖို့ရှိလာလိုက်မယ်ပြောမရဘူးကိုယ့်ရဲ့တကယ်အဲ့လိုမျိုး right person ကပေါ့နော်ကိုဒီအပေါင်းအသင်းမိတ်ဆွေတွေကမြင်တဆင့်အဲ့လိုမျိုးတိလာနိုင်တဲ့သူလည်းဖြစ်နိုင်တယ်ပေါ့နော်ဒီအပြင်သွားရင်းနဲ့အဲ့လိုမျိုး gathering စီသွားရင်းနဲ့မှဒီဖိုင်2လေးတွေကကိုနဲ့ဒီသက်ဆိုင်မဲ့သူတွေ့ရှိရမှာဖြစ်တယ်ပေါ့နော်အဲ့တော့ဖိုင်2လေးတွေကံကောင်းပါစေနော်ကိုယ့်အတွက်ပဲတည်တဲ့ private reading လိုချင်လို့ရှိရင်လာပြီးတော့ဆက်သွယ်မေးမြန်းလာနိုင်ပါတယ်เนาะ okay ဖိုင်2လေးတွေကံကောင်းပါစေ